ဒီခွေးလေးဟာတို့ရဲ့အစွမ်းထက်တဲ့မျိုးရိုးဗီဇဆေးရည်တွေကိုမတော်တဆမှောက်မိပြီးအကုန်လုံးကိုရှူရှိုက်မိသွားပါတယ်။ဒေါက်တာကတကားတွေကိုပိတ်ဖို့ခလုံးနှိပ်လိုက်ပေမဲ့ခွေးလေးကတော့တံမဏိတကားကိုဖောက်ထွက်ပြီးထွက်ပြေးသွားပါတယ်။လမ်းမပေါ်ပြေးထွက်လာတဲ့အခါမှာတော့ကားတစ်စီးနဲ့တိုက်မိသွားပါတယ်။ကားသမားကဆင်းကြည့်တဲ့အခါခွေးလေးပါထိခိုက်မှုမှမရှိတာကိုတွေ့ပြီးအံ့အားသင့်သွားပါတယ်။ခွေးလေးကသဘောကောင်းပုံရတာကြောင့်ကားသမားကသူ့ကိုအိမ်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူ့ကားမှာတော့တိုက်မိတဲ့ဒဏ်ကြောင့်အကြီးကြီးချိုက်နေခဲ့ပြီဆိုတာသူမသိလိုက်ရှာဘူး။နောက်တနေ့မှာတော့ခွေးလေးကစားလုံးလို့အိမ်ထဲမှာစားစရာဘူးတစ်ခုကိုရှာတွေ့တယ်။အဲ့ဒီဘူးကိုအားနေပို့သုံးပြီးကိုက်လိုက်တာမှာပဲဘူးကတဆစီပြဲသွားတော့တယ်ပြီးတော့ကတင်အောက်မှာတင်းနစ်ဘောလုံးတစ်လုံးကိုတွေ့သွားတယ်။အဲ့ဒါကိုကစားဖို့ထုတ်ယူဖို့စူးစမ်းလိုက်တဲ့အခါမှာတော့ဆိုဖာတစ်ခုလုံးပက်လက်လန်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲကားသမားရဲ့သားဖြစ်သူချက်အိမ်ပြန်ရောက်လာတယ်။အိမ်တစ်ခုလုံးပျက်စီးနေတာကိုမြင်တော့တခိုးဝင်တယ်လို့ထင်သွားတယ်။အဲ့ဒီအခါမှာတော့ခွေးလေးကရှေ့ကိုထွက်လာပြီးငါအမှအားလုံးမိသွားတယ်လို့ဝန်ခံလိုက်တဲ့ချက်ကဒီမြင်ကွင်းကြောင့်တုံ့လောက်သွားတဲ့မျိုးရိုးဗီဇပြောင်းလဲထားတဲ့ဒီခွေးလေးကလူတွေလိုစကားပြောနိုင်မှန်းသိလိုက်ရတယ်။ဒီထူးခြားတဲ့ခွေးလေးကိုအံ့အားသင့်ပြီးချက်ကသူ့ကိုUnderdogလို့နာမည်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲသတင်းဌာနကတပြတိုက်မှုတစ်ခုကိုတိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ဒီဓာတ်ပြတွေကိုUnderdogတားနိုင်မလားလို့ချက်ကရေးရွတ်လိုက်တဲ့အခါမှာပဲUnderdogကချက်ချင်းပြန်တန်းထွက်ခွာသွားပါတော့တယ်။ခွေးတစ်ကောင်ရောက်လာတာကိုမြင်တော့ဓာတ်ပြတွေကသူ့ကိုတင်ကန်းစာပေးဖို့စူးစမ်းကြပေမဲ့Underdogရဲ့ကန်ချက်ကြောင့်လေထဲကိုလွင့်စင်သွားကြတယ်။ဒါပေမဲ့ဒီဖြစ်ရပ်တစ်ခုလုံးကိုဒေါက်တာဆိုင်မွန်ကကင်မရာကနေတဆင့်စောင့်ကြည့်နေတယ်။တကယ်တော့ဒီဓာတ်ပြတွေကသူ့လက်အောက်ခံတွေဖြစ်နေပြီးဒီခွေးကသူ့တက်ခွဘဲခန်းကနေထွက်ပြေးသွားတဲ့ခွေးပဲဆိုတာကိုသူသဘောပေါက်သွားတယ်။ဒီဖြစ်ရပ်နောက်ပိုင်းမှာတော့Underdogဟာတရားဝင်သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့တဲ့ချက်ကလည်းUnderdogအတွက်အထူးဝတ်စုံတစ်ခုကိုဖန်တီးပေးလိုက်ပြီးအဲ့ဒီအချိန်ကစလို့Underdogဟာမြို့တော်ကိုစောင့်ရှောက်တဲ့စစ်မှန်တဲ့အုပ်ထိန်းသူတစ်ယောက်ဖြစ်လာခဲ့တယ်။တစ်ဖက်မှာတော့ဒေါက်တာဆိုင်မွန်ကUnderdogရဲ့နာကိုရဖို့သူ့ကိုဖန်ဆီးဖို့စိတ်ပိုင်းဖြတ်ထားတဲ့သူ့လက်ထောက်ကိုအသုံးပြုပြီးအဲ့ဒီစူပါခွေးလေးကိုဖမ်းဖို့ထောင်ချောက်ဆင်ခိုင်းတဲ့လက်ထောက်ဖြစ်သူကအဆောက်အုံပေါ်ကနေပြုတ်ကျမလို့ဖြစ်နေတဲ့အဖွားကိုတယောက်လိုဟန်ဆောင်လိုက်တဲ့အခါUnderdogကတွတ်ဆုပ်မနေပဲကဲတင်ဖို့ပြန်တန်းသွားတယ်။ဒါပေမဲ့လက်ထောက်ကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးUnderdogကိုကျိုးကွင်းနဲ့ချီနှောင်လိုက်တယ်။ဒါပေမဲ့အစွမ်းထက်တဲ့စူပါခွေးတစ်ကောင်ကိုတာမန်ကျိုးတစ်ချောင်းနဲ့ချုပ်သေးထားလို့မရဘူးဆိုတာသူမသိလိုက်ရှာဘူး။ Underdogကလက်ထောက်ကိုပါဆွဲခေါ်ပြီးလမ်းမပေါ်မှာအပြင်းထန်ပြေးလွှတ်လိုက်တဲ့အခါကျိုးကွင်းကအလွယ်တကူပဲပြုတ်ထွက်သွားတယ်။ဒါပေမဲ့အဲ့ဒီရုံရင်းဆန်ခတ်ကြားထဲမှာပြုတ်ကျကြံခဲ့တဲ့ကော်လာကနေတဆင့်Underdogရဲ့နေရလိပ်စာကိုသိသွားတယ်။ဒေါက်တာကသူ့ပိုင်ရှင်ကိုချင်းချောက်ဖို့အတွက်ကျဲရဲ့ဖခင်ကိုတိုက်ရိုက်ပြန်ပေးဆွဲလိုက်တယ်။ Underdogလည်းလက်နဲ့ချလိုက်ပြီးဒေါက်တာဆိုင်မွန်ရဲ့သဘောအတိုင်းခံလိုက်ရတယ်။ဒေါက်တာကချက်ချင်းပဲUnderdogရဲ့နာကိုထုတ်ယူပြီးစူပါပါဝါဆေးလုံးတွေဖန်တီးလိုက်တယ်ပြီးတော့သူထိန်းချုပ်မှုအောက်မှာရှိတဲ့ဂျာမန်တိုးထိန်းခွေး German Shepherd 3 ကောင်ကိုကျွေးလိုက်တဲ့ခွေး3ကောင်စလုံးကချက်ချင်းပဲစူပါပါဝါတွေရသွားကြတယ်။အဲ့ဒီနောက်ဒေါက်တာဆိုင်မွန်ကခွေး3ကောင်ကိုခေါ်ပြီးမြို့တော်ခမ်းမကိုဝင်ရောက်စီးနင်းလိုက်တဲ့မြို့တော်ဝင်ကိုအလွယ်တကူဓာတ်စာခံဖြစ်ဖန်ဆီးပြီးမြို့ကိုအုပ်ချုပ်ဖို့အတွက်စူပါခွေးတပ်ဖွဲ့တစ်ခုတည်ဆောက်မဲ့သူ့ရဲ့ကြီးမားတဲ့အစီအစဉ်ကိုထုတ်ဖော်ပြောဆိုလိုက်တယ်။ရဲတွေဘာမှမတတ်နိုင်တော့တဲ့အချိန်မှာပဲUnderdogကလေဝင်ပေါက်ကနေတဆင့်မြို့တော်ခမ်းမထဲကိုဖောက်ဝင်လာတယ်။ဒါပေမဲ့စူပါပါဝါရှိတဲ့ခွေး3ကောင်ကိုတပြိုင်နက်တည်းရင်ဆိုင်ရတဲ့အခါမှာတော့Underdogတယောက်ခန်းစစ်အနေထားနဲ့ပဲအနိုင်ဖြစ်နေရတယ်။သူကခွေးတွေကိုချက်ချင်းစီးယုံလိုက်တယ်သူတို့သာပူပေါင်းပြီးဒေါက်တာဆိုင်မွန်ကိုဖြုတ်ချမယ်ဆိုရင်အကောင်းဆုံးခွေးစာတွေနဲ့လှပတဲ့အဖော်တွေကိုလူသားတွေစီကနေရအောင်ကူညီပေးမယ်လို့ကတိပေးလိုက်တယ်ဒေါက်တာကသူတို့ကိုအမြဲတမ်းရက်ဆက်လေးရှိတာကြောင့်ခွေး3ကောင်ကချက်ချင်းပဲပြောင်းပြီးဒေါက်တာကိုပြန်လဲတိုက်ခိုက်လိုက်ကြတယ်သူရှုံးတော့မယ်ဆိုတာသိလိုက်တဲ့ဒေါက်တာကဘုံရဲ့အချိန်မခလုတ်ကိုနှိပ်လိုက်တဲ့နောက်2မိနစ်နေရင်မြို့တော်ခမ်းမတစ်ခုလုံးပြပုံဖြစ်သွားတော့မှာပါUnderdogကဘုံကိုပါစက်နဲ့အမိရကိုက်ဖမ်းလိုက်ပြီးမြေအောက်ရေပိုက်လိုင်းတွေကိုခုန်ဆင်းသွားကအသက်လူပြီးပြေးလွှတ်လိုက်တဲ့နောက်ဆုံးမှာတော့ဘုံကိုမြေအောက်နဲ့ရှိုင်းဆုံးနေရာမှာပောက်ကွဲသွားအောင်လှုပ်ဆောင်ပြီးလူတိုင်းကိုအောင်မြင်စွာကယ်တင်လိုက်နိုင်မှာတော့တယ်